ကဲခေါင်းကြီးကဂိမ်းထဲဝင်လိုက်တာနဲ့ပေါ်နေတယ်ဒီလိုမျိုးဟီးရိုးပုံတွေကိုဒီလိုမျိုးကိုကြိုက်တဲ့ဟီးရိုးပုံကိုပြောင်းလို့ရနိုင်တယ်ဆိုတော့ခေါင်းကြီးကိုတိပြီးသွားပြီလားမတိသေးဘူးဆိုရင်တော့ဒီမျိုးလေးကိုအဆုံးထိတစ်ချက်ရှိုးလိုက်တော့ပထမဆုံးအနေနဲ့ကျွန်တော် run ရဲ့ဘေးနားက logo လေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုရင်ဒါမျိုးလေးပေါ်လာလိမ့်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီဘက် down လေးမှာရှိတဲ့ season info ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်၄ခုပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒီကအပေါ်ဆုံးစာ timeless capture လို့ခေါ်တယ်ပေါ့နော်တခုရှိတာကကျွန်တော်တို့တွေက advanced server မှာပဲရှိနေသေးတာဖြစ်ပြီးတော့ကျွန်တော်တို့တွေ original server ကိုမကြခင်ရောက်ရှိလာမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးနေကျွန်တော်အဲ့ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ပြင်မြင်တဲ့အတိုင်းပဲဒါမျိုးလေးပေါ်လာမယ်အဲ့ချိန်မှာဆိုရင်တော့ပြင်ကျွန်တော်တို့ကိုကြိုက်တဲ့ hero ကိုထားလို့ရမယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာဆိုရင်တော့ပြင်ကိုကြိုက်တဲ့ hero ဆိုတာတဲ့သူတို့ပေးထားတဲ့ hero တွေကိုပဲအရင်ဆုံးကျွန်တော်တို့တွေကထားလို့ရနေသေးတယ်ပေါ့နော် brother တို့အနေနဲ့ဒါမျိုးလေးပါလာပြီးဆိုရင်ရော brother တို့အတွက်အဆင်ပြေတော့လားကြိုက်လားမကြိုက်ဘူးလားဆိုတော့ comment မှာတစ်ချက်ရေးပေးခဲ့ပါခင်ဗျာဒီကနေ့ဒီ video လေးကိုကြိုက်တယ်ဆိုရင် video လေးကို like လေးပေးပြီး comment လေးမှန်းခဲ့ဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ကဲဆိုတော့မို့ဒီနေ့ video လေးကဒီနေ့အတွက်လောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့ယောက်ချင်းဆောင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ bye bye ပါ别来自虚无那谁贴我说阿三两步阿步阿有没有不黑这个要上一层偏美国路来来呀来在这个路面边嘛喂一起呀go有亏也不够三亏路走难背听听哎呀听听来个没没打入的木吧这苦不留呢ခုချက်ခုခက်လွယ်တယ်ချက်ခုယုံပြီးအဲ့ကွယ်တော့မ